motorcycle frame တွေကိုကျွန်တော်တို့ခွဲလိုက်မယ်ဆိုရင်အဓိကအောက်စုကြီး၅ခုပဲရှိတာပေါ့နော်နံပါတ်1က backbone frame နဲ့ underbone frame နံပါတ်2က cradle frame နံပါတ်3က twin spar လို့ခေါ်တဲ့ perimeter frame ရယ်နံပါတ်4က trellis frame ရယ်နံပါတ်5က monocoque frame လို့ခေါ်တာပေါ့နော်အဲ့ဒီအုပ်စု5မျိုးပဲအဓိကရှိတာပေါ့နံပါတ်1 backbone frame ဆိုတာဘာလဲ backbone ဆိုတဲ့အတိုင်းသူကကြောရိုး frame ပေါ့နော်ဒီ frame အချောင်းကြီးရှိတယ်ဒီစီတန်ကြီးကိုအဲ့ဒီ frame အပေါ်မှာတက်ထားတယ်အင်ဂျင်ကကြတော့အဲ့ဒီ frame အောက်မှာတွဲလောင်းတက်ထားတာအင်ဂျင်က frame ရဲ့သူကအစိတ်ပိုင်းတစ်ခုဆိုတော့အဲ့ဒီ frame မှာအင်ဂျင်မှာတက်ထားမှာသူကအဲ့ဒီနှစ်ခုလုံးပေါင်းပြီးတော့ပုံမတောက်တင်ခိုင်မာသွားတာပေါ့နော်အဲ့လိုပုံစံမျိုး backbone frame ရဲ့အားသာချက်ကဒီဇိုင်းရိုးရှင်းတယ်ဆိုတော့ထောက်ရတာလွယ်တယ်ဈေးလည်းတက်တာတယ်ကျွန်တော်တို့တန်ပိုက် steel pipe တွေကိုဒီဝယ်တိုင်းဆော်ပြီးတော့ဆက်ထားတဲ့ပုံစံမျိုးပဲပေါ့နော်အားနည်းချက်တွေကတော့ခိုင်ခံမှုအလုံလောက်မရှိဘူးအဲ့ဒါကြောင့် engine power အရန်များတဲ့ဘိန်းတွေမှာမတွေ့ရဘူးပေါ့နော်ပြီးတော့အကြမ်းမတမ်းမောင်းတဲ့ off road ဘိန်းတွေမှာလည်းအဲ့လို frame မျိုးမတွေ့ရဘူးဘယ်လိုဘိန်းတွေမှာတွေ့ရလဲဆိုတော့ဥပမာအိန္ဒိယမှာအစီးများတဲ့ဘိန်းတွေ Honda CB 125 CVT တွေနဲ့ Royal Enfield 350 900 series တွေမှာအတွေ့ရတာများတာပေါ့နော် underbone frame ကြတော့ तू က backbone နဲ့ तू ကပြောင်းပြန် backbone ကအပေါ်မှာ तू underbone ကြတော့အောက်မှာ तू က frame ရိုးချောင်းရအောက်မှာ engine ကလည်းအဲ့ဒီ frame အောက်မှာ तू ကအတွဲလောင်းတက်ထားတာပေါ့နော်ဥပမာမျက်စိတည်းမြင်အောင်ပြောရရင် Honda Super Cut series တွေပြီးရင် Honda Dream 125နဲ့ Wave 125တွေကဒီ underbone motorcycle တွေထဲပါတာပေါ့နော် underbone frame အမျိုးအစားကသူကဘာကိုရည်ရွယ်တာလဲဆိုတော့အမျိုးသမီးတွေတို့ကအဓိကရည်ရွယ်တာစီတိုင်ကြီးကအပေါ်မှာမရှိဘူးပြီး frame ကလည်းအောက်မှာရှိနေတယ်ဆိုတော့ rider ရဲ့အရှိမဘာမှမရှိတော့ဘူးနေရာလုတ်ကြီးဖြစ်နေတယ်အဲ့ဒါကြောင့်ဒီ rider ကဆိုင်ကပေါ်အတက်ဆင်ပြုတ်လောက်တဲ့အခါအရန်လွယ်ကူတာပေါ့နော်အဓိကအဲ့ဒါကြောင့်အမျိုးသမီးတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်တာလားဒီ underbone frame ကလည်းကြီးလိုက်လို့ရှိရင်ဒီဇိုင်းအလွန်ရိုးရှင်းတယ်ဒီများသောအားဖြင့်တန်ပိုက်တွေနဲ့ပဲလုပ်ထားတာများတယ်တန်ပိုက်တွေကိုဝရင်းဆော်ပြီးတော့ဆက်ထားတာပေါ့နော်အဲကြောင့်ဒီဇိုင်းရိုးရှင်းတဲ့အတွက်သူကလည်းထောက်ရတာလွယ်ကူတယ်ဈေးလည်းတက်တာတယ်ဆိုင်ကယ်တွေကိုကြည့်မယ်ဆိုရင် 125cc နဲ့အောက်ဆိုင်ကယ်ဘိန်းအသေးလေးတွေမှာပဲတွေ့ရတာများတာပေါ့နော်နံပါတ်2 cradle frame ဒီမှာကျွန်တော်တို့ပကတ် frame လို့ခေါ်တာပေါ့နော်အင်ဂျင်ကိုပကတ်လေးလို့ဒီအောက်ကနေပင့်ထားတဲ့အတွက်ပကတ် frame လို့ခေါ်ကြတာပေါ့နော် cradle frame မှာက3မျိုးလောက်ရှိတာပေါ့နော်ပထမတစ်မျိုးကကျွန်တော်တို့ဟိုးအရင်က motorcycle တွေမှာတွေ့ရတာဒီ single cylinder ပေါ့ single cylinder motorcycle တွေမှာတွေ့ရတာsingle cradle frame လို့ခေါ်တယ်သူက frame တစ်ချောင်းနဲ့စတီယာတွေဝင်ရိုးကနေပြီးတော့ဒီအောက်ကို frame တစ်ချောင်းဆင်းသွားတာပေါ့နော် engine ရဲ့အောက်ထိကိုပတ်သွားပြီးတော့ဒီအနောက်ကဆွဲအားဝင်ရိုးဆွဲချနဲ့ဆက်သွားတာပေါ့နော် frame တစ်ချောင်းနဲ့ရှိတာဗျာအဲဒါကြောင့် single cradle frame လို့ခေါ်တာပေါ့နော်အရင်က motorcycle တွေမှာပဲတွေ့ရတယ်အဲ့ဒီ frame မျိုးကအခုနောက်ပိုင်းဆိုင်ကယ်တွေမှာအဲ့ဒီလို frame မျိုးကလုံးဝမတွေ့ရတော့ဘူးပေါ့နော်စင်တူလေးတွေတွေ့ရတယ်ဒါပေမဲ့အဲ့ဒီ frame မျိုးမဟုတ်ဘူးဥပမာကျွန်တော်တို့ပြောရရင်ဒီ Honda ပေါ့နော် Honda CB 125မှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ steer ရဲ့ဝီယိုကနေပြီးတော့ frame တစ်ချောင်းဆင်းသွားတယ်ဒါပေမဲ့အဲ့ဒီ frame က engine နာရောက်ခံနေကြတော့သူကပြတ်သွားတယ် engine အောက်ထိကိုမရှိတော့ဘူးပြတ်သွားပြီးတော့ engine ကအဲ့ဒီမှာဆက်သွားတာပေါ့နော်ဆက်သွားပြီးတော့ဒီ engine နောက်ဘက်ကဒီကျွန်တော်တို့ဒီဆွဲအားဝင်ရိုးဆွဲချနဲ့ဆက်သွားပါတော့ engine ကအဲ့ဒီဂျားထဲမှာတော့အစားဝင်သွားတဲ့ပုံစံအဲ့လိုမျိုးဆိုတော့အဲ့လို frame မျိုးကကျွန်တော်တို့ backbone frame ထဲမှာပါတယ်သူကအဲ့ဒီ cradle frame ထဲမှာမပါဘူးပေါ့နော်အခုနောက်ပိုင်းဒီ single cylinder ဆိုင်ငယ်လေးတွေကြည့်လိုက်ရင်အဲ့လို frame မျိုးကိုတွေ့လိုက်မယ်ဟို single cradle frame မျိုးမထုတ်တော့ဘူးအဲ့ဒီအစားအဲ့လို backbone frame ကိုပဲထုတ်လိုက်တော့ပေါ့နော်အဲ့လိုဖြစ်သွားတာပြီးတော့နောက်တစ်မျိုးက double cradle frame လို့ခေါ်တာပေါ့နော် full cradle frame လို့လည်းခေါ်တယ်သူကလုံးဝပကတ် frame ဖြစ်သွားပြီပကတ်နှစ်ချောင်းပေါ့နော်ဘယ်လိုဘိန်းတော့တွေ့ရလဲဆိုတော့ကျွန်တော် engine ကြီးတဲ့ကောင်တွေဒီ multi cylinder engine တွေပေါ့နော်အထူးသဖြင့်လေးလုံးတိုးတွေပေါ့လေးလုံးတိုးဖြစ်သွားတော့ inline 4ဖြစ်သွားတော့ကျွန်တော်တို့ဒီ crankshaft ကရှည်သွားတယ် crankshaft ကရှည်သွားတော့ engine ကဖြတ်ကျဲသွားတော့ပေါ့ဖြတ်ကျဲသွားတော့အဲ့ဒါကြောင့်ပကတ်နှစ်ချောင်းနဲ့ထိမှရမယ်ဒီကောင်ကအဲ့ဒါကြောင့်အဲ့ဒီမှာကျွန်တော်တို့ full cradle frame double cradle frame ဆိုပြီးတော့အဲ့မှာဖြည့်ထွင်လိုက်ရတော့ပေါ့နော်ဘယ်လိုဘိန်းတွေမှာတွေ့ရလဲဆိုတော့ကျွန်တော်တို့ Honda CB 400 Super 4နဲ့အရင်ကထုတ်ခဲ့တဲ့ CB 950တွေမှာတွေ့ရတယ်အခုနောက်ပိုင်းဘိန်းတွေတော်တော်များများလည်းအဲ့လို frame ကိုသုံးကြတာပဲကျွန်တော်တို့ဒီ Royal Enfield ကြည့်မှဆိုရင် Royal Enfield Interceptor ဒီ650ပေါ့နော်နှလုံးတုံးမှာလည်းအဲ့ဒီ full cradle frame လေးကိုသုံးတာပေါ့နော် Harley Davidson မှာလည်းအဲ့ဒီ frame သုံးတယ် Harley Davidson ကြတော့ဘယ်လိုဖြစ်လဲဆိုတော့ engine ကကြီးတယ်ဗျာ V-twin မတရားကြီးတယ်အနည်းဆုံးက 1000cc ပတ်ချလဲလောက်ရှိတာဘူးအဲ့ဒါကြောင့်ဒီ full cradle double cradle frame သုံးရပဲသူကအဆင်ပြေတာ
engine ကလည်း vibration ရှိတဲ့အတွက်သူကဘယ်လိုလုပ်ရလဲဆိုတော့အဲ့ဒီ engine နဲ့ frame ကြားမှာဆိုတော့ rubber pad တွေခံလာရတယ်အဲ့လိုမျိုးကျွန်တော်ဒီ Japan Bay CB400 Super 4ကြတော့သူက steel frame ကိုသုံးတာ steel tubular frame ပေါ့နော်ဟို steel pipe frame ပါပဲဟိုကျွန်တော်ပုံမှန်ပြောမှဆိုရင် steel pipe ပေါ့အတွင်းမှာသူကအကျုပ်လို့ဖြစ်သွားတယ်ဟို steel အပိတ်လုံးဝမဟုတ် steel အပိတ်ကိုဘာဖြစ်လို့မသုံးတာလဲဆိုတော့ weight အရန်လေးသွားမှာဆိုလို့မသုံးတာဗျာ steel pipe ကခိုင်ခံမှုရှိလားဆိုတာရှိတယ်ခိုင်ခံမှုအလုံးလောက်ရှိတဲ့အတွက်အဲ့ဒီ tubular steel frame ကိုပဲသူကသုံးကြတာပေါ့နော်အဲ့လိုနောက်ဆုံးကျွန်တော်တို့တွေ့ရတဲ့ frame က semi double cradle frame လို့ခေါ်တာပေါ့နော်သူကဒီကျွန်တော်တို့ steering wheel ကနေပြီးတော့ frame တစ်ချောင်းဆင်းလာတယ်ဒီ engine ကိုရောက်ခံနေမှသူကနှစ်ချောင်းဖြစ်သွားတာနှစ်ချောင်းကွဲသွားတာပေါ့နော် full cradle frame ဖြစ်သွားတာပေါ့ double cradle ဖြစ်သွားတာ engine နားရောက်ခံနေမှအဲ့လို frame မျိုးကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ semi double cradle frame လို့ခေါ်တာပေါ့နော်အခုနောက်ပိုင်းထုတ်တဲ့ဘိန်းအများစုမှာတွေ့ရတယ်ကျွန်တော်တို့ဒီ full size ပေါ့နော် full size adventure ဘိန်းအာဖရိကတွင်ကနေစပြီးတော့ဒီခုံပေါက်ကြီးမောင်းရတဲ့ကျွန်တော်တို့ motocross ဘိန်းလေးတွေအစအဲ့ဒီ frame နဲ့သုံးကြတာဒီ motocross ဘိန်းတွေဂျပန်ကထုတ်တဲ့ motocross ဘိန်းတွေပေါ့နော် Honda Yamaha Kawasaki နဲ့ဒီ Suzuki ကထုတ်တဲ့ motocross ဘိန်းတွေမှာဆိုရင် aluminum frame လုံးဝ aluminum ကိုသုံးတယ်အပေါ်မှာ twin spar parameter လေး twin spar parameter ပြီးလို့ရှိရင် semi double cradle frame ဖြစ်သွားတော့ပေါ့နော်အားလုံး aluminum ပဲဘာဖြစ်လို့အဲ့ဒီ twin spar နဲ့ပေါင်းပြီးသုံးရလာလဲဆိုရင်သူက motocross ဘိန်းများခုံပြန်ပြီးမောင်းရတယ် freestyle stand တွေမှာလည်းကျွန်တော်ကြည့်လိုက်လို့ရှိရင်ဟိုဂျုံက2ပတ်3ပတ်အဲ့လိုပြစ်တယ်ပြီးလို့ရှိရင် motocross ပြိုင်ပွဲတွေမှာလည်းဘိန်းကမှောက်သွားလို့ရှိရင်ဘိန်းကလွန့်ထွက်သွားမယ်ပြီးဟိုမြေကြီးပေါ်ပြန်ကျတယ်ဘိန်းကဘာမှမဖြစ်ဘူးအဲ့ဒီ parameter frame ကသူက engine ကိုကာကွယ်ပေးထားတာအဲ့ဒါကြောင့်ပြီးအောက်က semi double cradle ကလည်း engine ကိုသူကမပေးထားတာပေါ့နော်အဲ့ဒါကြောင့်လုံးဝကိုသူကအခိုင်ခန့်ဖြစ်နေတာ engine တုံးရလွန့်ထွက်သွားဘူးဗျာပြုံးထွက်သွားဘူးအဲ့ဒါကြောင့်ဒီကျွန်တော်တို့ twin spar နဲ့သူတွဲပြီးတော့လောက်ရတာပေါ့နော်အဲ့လိုထူးခြားချက်လေးဂျပန်ဘိန်းပေါ့နော်ဂျပန်အဲ့ဒီ motocross ဘိန်းတွေရဲ့ထူးခြားချက်ကသူကအလူမီနီယံသုံးတာလုံးဝအဲ့ဒီ frame အားလုံးကအလူမီနီယံနေတယ်မယ်အလူမီနီယံရဲ့သူအားသာကြတာဘာလဲဆိုတော့သူကအရန်ပေါ့ပါတယ်ပြီးတော့ flexible ဖြစ်တယ်နည်းနည်းကိုင်းညှုပ်လို့ရတယ်ဗျာအဲ့လိုပုံစံလေးပေါ့နော်ဂျပန်တွေကသူကအလူမီနီယံကိုပို့ပြီးတော့အားသာတယ်ဒီအလူမီနီယံထုတ်လုပ်တဲ့ဒီနည်းပညာတွေမှာဂျပန်ကပို့ပြီးကျွမ်းတာပေါ့နော်အဲ့ဒါကြောင့်ဂျပန်ဘိန်း motocross ဘိန်းတွေပေါ့ကြည့်လိုက်လို့ရှိရင်ဒီကြီးလေးကြီးကအလူမီနီယံကြီးပဲသုံးတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဥရောပကနာမည်ကြီးဒီ dirt bike ထုတ်တဲ့ KTM ရောသူအောက်က gas ရော steel frame ကိုသုံးတယ်အဲ့ဒီ steel frame ပေါ့နော် steel semi double cradle frame ပေါ့အဲ့ဒါသုံးတယ်ဘာဖြစ်လို့သူက steel ကိုသုံးရတာလဲဆိုရင်အဲ့ဒီ KTM ကသူက steel ကိုသူကပိုအားတန်တာအဲ့လိုဖြစ်သွားတာပေါ့နော် steel ကိုကင်တွယ်တဲ့နည်းပညာတွေကိုသူကအလူမီနီယံထက်သူကပိုကျွမ်းလို့အဲ့ဒါကြောင့်သူ့ဘိန်းတွေမှာသူက steel frame ကိုသုံးတာအဲ့လိုဒီအရှိက main frame က steel frame ပေါ့နော် steel frame ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဒီ ထိုင်ကွန်အောက်က sub frame ကအလူမီနီယံဖြစ်သွားတယ်ပြီးလို့ရှိရင် swing arm ကအလူမီနီယံပေါ့နော်အဲ့လိုတောက်လျှောက်အဲ့လိုသွားတော့ပေါ့နော် okay ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီ cradle frame အကြောင်းကတော့ပြည့်စုံသွားပြီပေါ့နော် twin spar က parameter frame twin spar ဆိုတဲ့အဓိပ္ပာယ်ကအရွက်လေးနှစ်ခုဗျာအရွက်လေးနှစ်ရွက်သူက engine ကိုဘေးကနေပြီးတော့ကာပေးထားတယ်လေထီးလိုပုံစံမျိုးသူကဖုံးအုပ်ပေးထားတာအဲ့ဒါကြောင့် parameter frame လို့လည်းခေါ်တာပေါ့နော်သူရဲ့ design ကနည်းနည်းရှုပ်ထွေးမှုရှိတယ်များသောအားဖြင့် aluminum ပဲသုံးတယ်ဒါပေမဲ့ design ရှုပ်ထွေးမှုရှိတော့ဒီ hydroforming နည်းပညာတွေနဲ့ CNC machine တွေနဲ့တွဲပြီးတော့လုပ်ရတာပေါ့နော်အဲ့ဒါကြောင့်ကုန်ကြစိတ်လည်းဟိုနည်းနည်းကြီးတယ်ဈေးကြီးတာပေါ့ဒီကောင် twin spar frame ကိုပထမအဆုံးကျွန်တော်ဘယ်မှာစတွေ့ရလဲဆိုတော့1985ခုနှစ်မှာ Honda ရဲ့ MotoGP ပြိုင်ဘိန်းပေါ့နော်ဒီ GP 250မှာစတွေ့ရတယ် official name က RS 250 RW ဆိုပြီးတော့ကနဦးနာမည်ပေးခဲ့တာပေါ့နော်အဲ့ဒီကောင်ကကျွန်တော်နာမည်ကြီး NSR series တွေရဲ့ပထမအဆုံး generation ပဲတူပြီးတော့နောက်ပိုင်းထုတ်တဲ့ဒီ1985မှာပဲထုတ်တဲ့ဒီ NSR 250ရယ်ပြီးတော့ NSR 900ရယ်ဒီကောင်တွေမှာသုံးတဲ့ frame ကလည်းဒီ twin spar frame ကိုပဲတောက်လျှောက်သုံးတာဒီကျွန်တော် full stroke မှာဘယ်ဘိန်းကစလာလဲဆိုတော့ V4 RVF 950မှာဒီ twin spar frame ကိုစသုံးတာပေါ့နော် Honda ရဲ့ပထမအဆုံး twin spar frame မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့အတွင်းမှာဒီနန်ရိုးလိုပုံစံမျိုးကလန့်ပြတ်တက်ထားတဲ့ frame လေးတွေတွေ့ရတာပေါ့နော်တစ်ချောင်းဒါမှမဟုတ်နှစ်ချောင်းဒီ frame ရဲ့လိုအပ်ချက်ရထည့်တာပေါ့နော်ခုနောက်ပိုင်းတော့အဲ့လိုနန်ရိုးလို frame လေးတွေမပါတော့ဘူးဒီပညာတွေလည်းအရန်တိုးတက်လာတော့ဒီ design တွေလည်းကောင်းလာတာပေါ့နော်နန်ရိုးလို frame တွေမပါဘဲနဲ့လည်း frame ကဟိုခိုင်တာပေါ့အဲ့ဒါကြောင့်နန်ရိုး frame တွေမထည့်တော့ဘူးမထည့်တာလည်းကောင်းတယ်အဲ့ဒီ frame တွေရှိနေလို့ရှိရင်ကျွန်တော်တို့ engine ဟိုနှိုက်ရတာအနှောက်အယှက်ဖြစ်တယ်ဗျာဥမာဟိုပလက်လဲတာလို့ပါလို့ပေါ့ twin spar frame က parameter frame ကကျွန်တော်တို့ဒီ on road motorcycle တွေအတွက်အသင့်တော်ဆုံးပေါ့နော် frame တစ်ခုလို့တော့ပြောလို့ရတယ် frame တစ်ခုလုံးကခိုင်ခန့်တယ်တောက်တင်တယ်ပြီးတော့ engine ကိုအပြည့်အဝကာကွယ်ပေးနိုင်တယ်အဲဒါကြောင့်ဒီ power အလွန်များတဲ့ high performance multi cylinder engine တက် motorcycle တွေမှာ twin spar frame ကိုပဲသုံးကြတာပေါ့နော်
USB မှာပြိုင်နေတဲ့ sport bike တွေ super bike တွေကြီးလိုက်လို့ရှိရင်လည်းကျွန်တော်တို့ဒီ twin spar frame ကိုပဲသုံးကြတာဥပမာအပြင်မှာရောင်းတဲ့ super sport မော်တော်ဆိုင်ငယ်တွေဗျာ USB မှာဆိုရင်လည်း 4 cylinder 600cc တန်း super sport class ပေါ့အဲ့မှာဆိုရင်ဘယ်လိုဆိုင်ငယ်တွေရှိမလဲ Honda CBR 600RR ပြီး Yamaha YZF R6 Kawasaki ZX6R ပြီး Suzuki GSH R600 ဒီကောင်တွေအားလည်းအားလုံး twin spar frame ပဲသုံးတာပြီးတော့အပြင်ကကျွန်တော်တို့ production super bike တွေ USB class မှာဆိုရင် super bike class ပေါ့ 1000cc super bike class မှာသုံးတဲ့ဆိုင်ကယ်တွေ BMW S1000RR Honda CBR 1000RR ပြီး Yamaha YZF R1 ပြီးတော့ Kawasaki ZX10R အဲ့ဒီကောင်တွေမှာလည်းဒီ twin spar frame ပဲသုံးတယ် twin spar frame ရဲ့ design ကသူကအကျန်းခံတာဗျာဟို engine ကိုလည်းသူကအဲ့ဒီအပြည့်အဝကာဝယ်ပေးထားတဲ့ပုံစံလေးပေါက်နေတော့ဒီပြန်ဝယ်ဝစ်ဆိုင်ကယ်တွေ truck တွေမှာပြိုင်နေတဲ့ motor ဆားဖြစ်တာတို့ crash တာတို့ပဲဖြစ်ဖြစ်ဒီ4-5ဘတ်လောက်လှိတ်ထွက်သွားရင်တော့ engine ကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင်သူကကာဝယ်ပေးနိုင်တယ်နောက်ဆုံးပြောရရင်ကျွန်တော်တို့ဒီဆိုင်ကယ်ပြန်ဝယ်တဲ့ထဲမှာအမြင့်ဆုံးပြန်ဝယ်ဖြစ်တဲ့ MotoGP ပြန်ဝယ်မှာတော့ twin spar frame ကိုပဲသုံးတယ် Ducati KTM Aprilia Honda Yamaha အားလုံး twin spar frame ကိုပဲသုံးကြတာပေါ့နော်ဥပမာကျွန်တော်တို့ Ducati ဆိုလို့ရှိရင်ဒီအပြင်က production motor ဆိုင်ငယ်တွေမှာ trellis frame နဲ့သူက monocoque frame ကိုအများဆုံးသုံးတယ်ဒါပေမဲ့ MotoGP မှာသူ့ရဲ့ MotoGP ဘိန်းမှာတော့ twin spar frame ကိုပဲသူသုံးတယ်အဲ့ဒီတိုင်းပဲ KTM ဆိုရင် steel trellis frame ကိုသူကအရန်ပိုင်တယ်ပေါ့နော် MotoGP ဘိန်းမှာကျတော့ KTM ကဘယ်လိုသုံးလဲဆိုတော့အဲ့ဒီ steel ကိုပဲသုံးတယ်ဒါပေမဲ့ twin spar design လေးဖြစ်သွားတယ်အဲ့ဒီတိုင်းပဲ Aprilia ကလည်း twin spar frame ကိုပဲသူ MotoGP မှာပေါ့နော် carbon fiber သုံးလိုက်ပြီးအလူမီနီယံသုံးလိုက်နဲ့အဲ့လိုသူကလှည့်ပတ်ပြီးသုံးတယ် MotoGP မှာ twin spar frame ကို carbon fiber အပြည့်အဝမသုံးနိုင်သေးဘူး development လုပ်နေတော့ပဲအလူမီနီယံကျတော့တောက်လျှောက်သုံးတယ်အလူမီနီယံကဘာဖြစ်လို့လဲဆိုတော့ပေါ့ပါတာရယ်ပြီးလို့ရှိရင် flexible ဖြစ်တာရယ်ပြီးနီးပညာရပိုင်နိုင်မှုရှိတာရယ်နောက်တစ်ခုကုန်ကျစရိတ်တက်နိုင်တော့ပေါ့အဲ့ဒီအခြေအနေတွေကြောင့်အလူမီနီယံကို MotoGP မှာအဓိကသုံးတာပေါ့နော်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီ twin spar ကို parameter frame အကြောင်းတော့ပြည့်စုံသွားပြီပေါ့နော်နံပါတ်4 trellis frame trellis ဆိုတဲ့စကားလုံးကပြင်သစ်ကလာတာဗျရာဇမတ်ကွက်တန်စကာကွက်တွေလို့အဓိပ္ပာယ်ရတာပေါ့နော်အစအဦးတွေရဲ့ architecture design မှာအဓိကသုံးတာတွေ့ရတယ်ကျွန်တော်တို့ပြင်သစ်က Eiffel မျှော်စင်ကိုကြည့်မယ်ဆိုရင်ဒါ trellis frame ကိုပဲအဓိကသုံးသွားတာပေါ့နော် trellis frame အစိပ်ပိုင်းလေးတွေသုံးသွားတာကျွန်တော်တွေ့ရမယ်ဆိုတော့ပြင်သစ်ကလာတဲ့ design ဥရောပကလာတဲ့ design မို့ဒီဥရောပကဆိုင်ငံကုမ္ပဏီတွေဖြစ်တဲ့ Ducati နဲ့ KTM ကဒီ design ကိုပိုင်နိုင်တာတိတ်မဆန်းဘူးလို့ပြောရမှာပေါ့နော်မော်တော်ဆိုင်ကယ်မှာဘယ်မှာစတွေ့ရလဲဆိုတော့1989ခုနှစ်မှာ Ducati ကသူ့ရဲ့ Phantom 500မှာပေါ့နော်စသုံးတာတွေ့ရတယ်90 degree V-twin အဲ့တွင်ပေါ့အဲ့ဒီ engine လေးမှာစသုံးတယ် frame ကဟိုစထုတ်ခြင်းဆိုတော့ frame ကတိတ်ပြီးတော့ design ကတိတ်မကောင်းသေးဘူး frame ကအရှည်ကြီးပဲဗျာ engine ကို frame နဲ့ထည့်ထားတဲ့ပုံစံပေါ့ engine ကလည်းအဲ့တွင်ဆိုတော့အလျားရှိတယ်အဲ့တော့ဆိုင်ကယ်ကလည်းအလျားနည်းနည်းရှည်တဲ့ပုံပေါက်တော့ဒါပေမဲ့အခုနောက်ပိုင်းတော့ frame က design တွေကလုံးဝကောင်းသွားပြီအဲ့ဒီ Ducati ကထုတ်တာပေါ့နော် Ducati ကထုတ်တဲ့ design လေးဆိုရင်ခုနောက်ပိုင်းမှာတော်တော်လေးကိုကောင်းသွားပြီအဲ့ဒီ KTM လည်း design တော်တော်မိုက်သွားပြီအဓိကတော့ဘာသုံးလဲဆိုတော့ steel ကိုပဲသုံးကြတာ steel ကျူကိုပဲသုံးကြတာ trellis frame ရဲ့အဓိကအားသာချက်ကသူက weight ရန်ပေါ်တာဗျာကြီးလိုက်တာနဲ့တိတာတယ်သူ့မှာ frame ရယ်လို့ဟိုမယ်ရမရှိဘူးဟိုရာစမကွက်လို့ steel ကျူ design လေးတွေပဲဒါပဲရှိတာဆိုတော့ frame weight ရသူ့မှာမရှိဘူး frame weight မရှိတော့ဆိုင်ကယ်ကတော်တော်လေးကိုပေါ်သွားတယ် engine ရဲ့ performance ကိုအပြည့်အဝရတာပေါ့ engine ကထုတ်ပေးသမျှ performance က weight ကိုတည်ကြမလို့တဲ့အတွက်သူကပေါ့ပါမောင်းနိုင်တယ်ပြီးတော့ handling အရန်ကောင်းတယ်ဘယ်ကွေ့မယ်ညာကွေ့မယ်အဲ့လိုမျိုး handling ကောင်းတယ်မောင်းလို့ကောင်းတော့ပေါ့အဲ့လိုအားနည်းချက်တွေကဘာရှိမလဲဆိုတော့ကျွန်တော်တွေ့တဲ့အတိုင်းပဲသူက frame ရယ်လို့မယ်ရမရှိတဲ့အတွက် engine ကိုအပြည့်အဝကာဝယ်ပေးထားတဲ့ပုံစံမပေါက်ဘူးရှေ့ကနေဝင်ရိုးလက်ကင်ဝင်ရိုးကနေပြီးတော့အောက်ကိုဆင်းလာမယ်ပြီးလို့ရှိရင် engine နဲ့ထိပ်ပိုင်းလေးနဲ့ဆက်သွားတယ်ဒါပဲသူ frame ဆိုတော့ပြင်းပြင်းထန်ထန်မှောက်မယ် crash မယ်ဆိုလို့ရှိရင် engine ကမခံနိုင်ဘူးဗျ engine တုံးကြီးကပြုတ်ထွက်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲဒါကြောင့်ခိုင်ခံမှုမရှိဘူးဒီမှာဆိုရင်ကျွန်တော်တို့ Ducati ရဲ့ Monster 821မှာကြည့်လိုက်လို့ရှိရင်ဒီရှေ့ကနေဝင်ရိုးလက်ကင်ဝင်ရိုးကနေပြီးတော့ frame လေးကအောက်ကိုဆင်းလာမယ်ပြီးတော့ engine ထိပ်ပိုင်းနဲ့ဆက်သွားတယ်ဒါပဲသူ engine frame က trellis engine frame ကဒါပဲဒါမှမရှိတော့ဘူးပြီးတော့ swing arm ဝင်ရိုးက engine တုံးကပဲထွက်လာအဲ့လို engine crankcase နားနေပြန်ထွက်လာပေါ့နော်ဆိုတော့ engine ကြီးက frame ရဲ့ strut မှန်မှာဖြစ်သွားတယ်သူက strut မှန်မှာဆိုတာဘာလဲဆိုတော့ frame ရဲ့အစိပ်ပိုင်းတစ်ခု engine ကိုယ်တိုင်က frame တစ်ခုလိုဖြစ်သွားတာအဲ့လိုမျိုးဒုတိယဆိုင်ဒီကောင် KTM ကနည်းနည်းခိုင်အောင်ပဲ KTM Super Duke မှာတွေ့ရတဲ့ frame ဆိုလို့ရှိရင် frame ကသူက twin spar လိုပုံစံမျိုးလေးဟိုအောက်ထိသူကဆင်းသွားတယ်ဆွဲရန်ဝင်ရိုးထိဆက်သွားတာပေါ့နော်သူကတော့နည်းနည်းခိုင်မဲ့ပုံလေးပေါက်တော့ပေါ့အဲ့လိုနောက်တစ်ခုအားနည်းချက်ကဘာရှိမလဲဆိုရင်ရှစ်တာယာအတွက်ဟို grip တိတ်မကောင်း feeling မကောင်းဘူးဗျာမောင်းလို့ရှိရင်ရှစ်ဘိန်းအတွက် feeling တိတ်မလာဘူးအဲ့ဒီကောင်ကအရန်ရေးကြီးတယ်အဲ့ဒါကြောင့်လဲ MotoGP မှာမသုံးတာသူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီ aluminum twin spar frame ဆိုလို့ရှိရင်ကျွန်တော်တို့ MotoGP frame ပေါ့အဲ့ဒီကောင်ကကျွန်တော်တို့ ship brake အုပ်လိုက်မယ်ဆိုရင်
ဆိုင်ကယ်က frame ကကွင်းညှို့လို့ရတဲ့အတွက် flexible ဖြစ်တဲ့အတွက်ဆိုင်ကယ်ကအရှေ့ကိုအိပြီးတော့ဝင်သွားတယ်အဲ့လိုမျိုးလေအဲ့လိုအိပြီးတော့ဝင်သွားတာကို rider က feeling ရတော့ခံစားရတော့သိနိုင်တယ်ဆိုတော့ shit tire grip မပြောက်တော့ဘူး grip ပိုကောင်းတယ်အဲ့လိုမျိုးဒီ frame အင်းကြောင့်ပေါ့နော်အဲ့လိုမျိုး feeling မျိုးကျွန်တော် trellis frame မှာမရှိဘူး steel ကျူးတွေမှာမရှိဘူးအဲ့ဒီဟာလဲသူကဒီကအားနဲ့ကြောက်ပေါ့နော်ဒီ steel ကျူး frame ဆိုတာသူကတောက်တင်းနေတာဗျာတောက်တင်းဖြစ်နေတာလို့ shit tire grip တိတ်မကောင်းဘူးအဲ့ဒီအတွက်ကြောင့်လဲကျွန်တော်တို့ MotoGP မှာအဲ့ trellis frame ကိုမသုံးကြထားတာဆိုတော့ဒီအပြင်က production bike တွေ Ducati နဲ့ဒီ KTM ရဲ့ production bike တွေမှာအပြင်မှာသုံးတာကိစ္စမရှိဘူးဗါလဲဆိုတော့ MotoGP လို့အပြင်မှာဟိုပြင်းပြင်းထန်ထန်ပြိုင်ပြီးမောင်းကြတာမဟုတ်ဘူးဗျာဆိုတော့ဘောပါပါ weight ဘောပါပါနဲ့မောင်းနိုင်တယ်ဘယ်ညာကွေ့တာ handling ကောင်းတယ်မောင်းလို့ကောင်းတယ်ဒါဆိုရင်ပဲသူဟိုပြည့်စုံနေပုံเนาะအဲ့ဒါကြောင့်နောက်တစ်ခုကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဥရောပကထုတ်တဲ့ design မို့လို့ဒီဥရောပကုမ္ပဏီတွေဖြစ်တဲ့ဒီ Ducati နဲ့ KTM ကလည်း steel tube trellis frame ကိုပိုင်နိုင်တာပေါ့နော်ပိုင်နိုင်တဲ့အတွက်သူတို့ကလည်းဒီ production bike တွေမှာတောက်လျှောက်သုံးနေတာပေါ့နော် okay ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဒီ trellis frame ကြောင်းတော့ပြည့်စုံပါပြီပေါ့နော်နံပါတ်5 monocoque frame monocoque ဆိုတဲ့စကားလုံးကမော်တော်ကားကလာဆိုရင်ပုံမှန်လိမ့်မယ်ဗျမော်တော်ကားမှာဆိုရင် monocoque frame လို့လည်းသုံးတယ် unibody လို့လည်းသုံးကြတယ်ပေါ့နော် monocoque ဆိုတဲ့အဓိပ္ပာယ်ကဟိုတစ်ခုတည်းတော့အစိတ်ပိုင်းပေါ့အစိတ်ပိုင်းတစ်ခုတည်းပေါ့အဲ့လိုမျိုးအစိတ်ပိုင်းနှစ်ခုသုံးခုကိုဆက်ထားတာမဟုတ်ပဲねဒီဥမာတတ်တူးဆိုရင်လည်းအလူမီနီယံတတ်တူးဆိုလည်းအလူမီနီယံပေါ့ဒါမှမဟုတ်စတီးဆိုလည်းစတီးပေါ့အဲ့လိုမျိုးတတ်တူးတစ်ခုတည်းကိုအစိတ်ပိုင်းတစ်ခုတည်းကိုပဲသုံးထားတာအဲ့ဒါကြောင့်သူမိုနိုဆိုပြီးတော့ထိပ်ပြီးတော့သုံးတာပေါ့နော်ကျွန်တော်တို့မော်တော်ဆိုင်ငယ်မှာဘယ်မှာစတွေ့ရလဲဆိုတော့1920လောက်မှာပြင်သစ် engineer တယောက်ကဒီ monocoque frame ကို prototype လေးပေါ့နော်စသုံးခဲ့တာပေါ့သူ့ရဲ့ဒီ 250cc မော်တော်ဆိုင်ငယ်လေးမှာအဲ့ဒီတော့သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့မော်တော်ဆိုင်ငယ်ဒီ frame အနေနဲ့ကတောက်တင်ရမယ်ခိုင်မာရမယ်အဲ့ဒီတိုင်းပဲဒီဆိုင်ငယ်အတွင်းက engine တို့ wiring system တို့ကိုလည်းအပြည့်အဝကာကွယ်နိုင်ရမှာပေါ့ frame ဆိုတာအဲ့လိုမျိုးအဲ့လိုရည်ရွယ်ချက်နဲ့သူကဒီ monocoque frame prototype လေးကိုသူထုတ်ခဲ့ဘူးတယ် racing မှာဘယ်မှာစတွေ့ရလဲဆိုတော့1968ခုနှစ်မှာဒီ Spain motorcycle company OSA ပေါ့နော် OSA ကုမ္ပဏီကနေပြီးတော့ဒီ Grand Prix motorcycle ပြိုင်ပွဲမှာဝင်ပြိုင်တယ်250cc မှာပေါ့အဲ့ဒီဆိုင်ကယ်လေးမှာ monocoque frame ကိုသူတို့စသုံးတာတွေ့ခဲ့ရတာပေါ့နော် aluminum frame လေးအဲ့ဒီတော့ကသူတို့ဆိုင်ကယ်လေးကဒီပြိုင်ဘက်တင်နေရှင်ရင် power မှာ20 horsepower လောက်နည်းတယ်ဒါပေမဲ့ weight ရ45ပေါင်လောက်သူကနည်းတာပေါ့နော် weight ပိုပေါ့တာပေါ့အဲ့ဒီ weight ပေါ့တာနဲ့တင်ကိုဒီ Grand Prix ပြိုင်ပွဲ၄ပွဲလောက်သူတို့အနိုင်ရရှိခဲ့တာပေါ့နော်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ round တစ်ခုမှာ rider က motor ဆားဖြစ်ပြီးတော့ rider အသက်ဆုံးရှုံးသွားတယ်အဲ့ဒါနဲ့ဒီ OSA team ကလည်းအဲ့ဒီ Grand Prix ပြိုင်ပွဲကနေထွက်လိုက်ရတာပေါ့နော်ကျွန်တော်တို့ဒီ mass production ခေါ်ပြင်ပဈေးကွက်အတွက်အမြောက်အများထုတ်တဲ့ motor cycle တွေမှာဘယ်မှာစတွေ့ရလဲဆိုတော့တက်ကင်2000ပြည့်နှစ်မှာ Kawasaki က Ninja ဇိုက်တွဲအာမှာသူတို့စသုံးတာပေါ့နော် monocoque frame ကို aluminum monocoque frame ကိုအဲ့ဒီတုန်းက Kawasaki ဇိုက်တွဲအာရဲ့ Suzuki က Hayabusa ရဲ့ပြီးတော့ Honda က Super Blackbird ရဲ့ကမ္ဘာအများဆုံး motor cycle ပွဲရဖို့ပြိုင်နေတဲ့ချိန်ပေါ့နော်အဲ့ဒီချိန်မှာ Kawasaki ကစထုတ်ခဲ့တာသူ့ရဲ့ design ကအဲ့ဒီတော့ကပေါ့နော် Kawasaki ရဲ့ design က monocoque frame design ကတော်တော်ရှုပ်ထွေးတဲ့ပုံပေါက်တယ်တတူက aluminum တတူတစ်ခုတည်းပဲအဲ့ဒီတတူကြီးကို hydroforming တွေနဲ့ press နင်းနဲ့ပုံသွင်းတာပေါ့နော်ပုံသွင်းတယ်ပြီးလို့ရှိရင် CNC machine တွေနဲ့ဖြတ်တောက်တယ်အဲ့လိုလုပ်ခဲ့ရတာပေါ့နော်အဓိကသူကဘာလိုချင်တာလဲဆိုတော့ frame ကပေါ့ပါတာကိုလိုချင်တာအဲ့ဒီတိုင်းပဲလုံလောက်တဲ့ခံခံမှုကိုလည်းသူပေးနိုင်ရမှာပေါ့နော်အဲ့ဒါလိုချင်တာ frame ပေါ့မှလည်းသူကမြန်မောင်းနိုင်ပါလေအဓိကယူရချက်ကအဲ့ဒါဆိုတော့သူရဲ့ frame design ကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါနည်းနည်းရှုပ်ထွေးမှုရှိတယ်ဒီတတုအစိတ်ပိုင်းတစ်ခုတည်းကိုပေါ့နော်တစ်ခုတည်းစိတ်ပိုင်းနှစ်ခုသုံးခုဆက်တာတော့မဟုတ်ဘူးဒီတတုစိတ်ပိုင်းတစ်ခုတည်းကိုပဲပုံသွေးရတာဟိုတော်တော်မလွယ်တဲ့ပုံစံဒီထုတ်လုပ်တဲ့နည်းပညာတွေကလည်းရှုပ်ထွေးတယ်အဲ့ဒါကြောင့်ကုန်ကြစိတ်လည်းကြီးတယ်ဗျာဒီကောင်ကြီးအဲ့လိုမျိုးဒီ frame တွေထဲမှာထုတ်လုပ်မှုစိတ်အကြီးဆုံးလို့တော့ပြောလို့ရတယ်ဒီ monocoque frame ကြတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ဘယ်လိုဆိုင်ငယ်တွေမှာတွေ့လဲဆိုတော့ဒုက္ခတီမှာဒီ2021ခုနှစ်ကစပြီးတော့သူ့ရဲ့ဆိုင်ကယ်အားလုံးနီးပါးပေါ့နော် Monster တွေရောဒီ Multi Strada ရော Hyper Motor ရော Super Sport Super Bike တွေရော monocoque frame ကိုသူစသုံးလာတာတွေ့ရတာပေါ့နော်သူ့ရဲ့ monocoque frame လေးကဘာနဲ့တူလဲဆိုတော့အရင်ကသုံးခဲ့တဲ့ trellis frame လေးနဲ့တော့တူတယ်အဲ့လိုပုံစံလေးအတူတူလေးပဲအဲ့ဒီ trellis frame လေးနေရာမှာဒီ monocoque frame လေးကိုအစားထိုးပြီးဟိုထည့်လိုက်တဲ့ပုံစံမျိုးပဲပေါ့နော်ဆိုတော့သူ့ရဲ့ function ကလည်းအဲ့ဒီ trellis frame နဲ့သွားတူတယ်ဒါပေမဲ့ trellis frame နဲ့ပို့ပြီးတာတာကဒီ frame က mono ဖြစ်တဲ့အတွက်တတုအစိတ်ပိုင်းတစ်ခုတည်းဖြစ်တဲ့အတွက်ပို့ပြီးတော့မာတယ် frame ကပို့တောက်တယ်ပို့မာတယ်ပြီးတော့ weight လည်းပို့ပေါ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ Ducati မှာဒီ2021ကစပြီးတော့သူ့ဆိုင်ငယ်တွေအားလုံးကြည့်လိုက်ရင် monocoque frame ကိုပဲသုံးလာတာတွေ့ရတော့ပေါ့နော်
Okay ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ monocoque frame ကြောင်းတော့ဒီလောက်ပဲပေါ့နော်သူကြတော့ဘယ်လိုပြောမလဲဟိုထွေထွေထူးထူးပြောစရာမရှိဘူးဗျာဆိုတော့ဒီ motorcycle frame 5မျိုးလောက်ကတော့ဒီမှာပြီးသွားပြီပေါ့နော်